ဝတ်ပြုကိုယ်ချင်းစီစဉ်မသွားခင်တော့ကျွန်တော်တို့ကတော့ချီးမွမ်းတဲ့စီစဉ်ဖြစ်ပါတယ်အစားတောက်တွေစားတောက်ပြီးတော့ခါမှာတော့ဘိုက်လေးတွေပြည့်ဟုတ်တယ်စီလေးတွေစေးဘိုက်ချင်ကြတာเนาะဆိုတော့အားလုံးမတက်ထပြီးတော့အားရပါရကိုချီးမွမ်းကြရအောင်ဆိုတော့ဘုရားကိုချီးမွမ်းတဲ့နေရာမှာအဲ့ဒါမှလည်းတော့မရှိတဲ့နေရာဖြစ်တယ်ဘုရားကိုချီးမွမ်းနိုင်တဲ့အခွင့်အသက်ရှင်နေတဲ့အခွင့်ရတဲ့ပုံစံမျိုးနော်။ဘာလို့ကြည့်လဲ။ယေရှုကြောင့်ပါဆိုတဲ့စိတ်တွေကျွန်တော်တို့ချီးမွမ်းတာGod, I take good on wisdom be talking Wait on it, good on you get it, that's how I'm good on begin. That can all the dread. Shoot out God, shoot out God, shoot out God, shoot out man, shoot out God, shoot out God, shoot out God, shoot out man, shoot out man. Nhịp về đây thì phía sau nhà của con nó nét trong sinh trong nó trên về cái gì đó này sẽ nó khe đủ nhà sống có trên mình gần nhà trái sẽ nhận và chỉ để Yeshua chào ta tại sự đi Yeshua chào ta trên số đi Yeshua chào ta đi số đi Yeshua chào mẹ Yeshua chào ta gần nhau trên Yeshua chào ta vang nhau trên Yeshua chào ta trong mặt trên Yeshua chào mẹ Yeshua chào ta Yeshua chào ta trên sẽ đi Yeshua chào ta trên số đi Yeshua chào ta trên số đi Yeshua chào mẹ Yeshua chào ta Yeshua chào ta Yeshua chào ta Yeshua chào mẹ Yeshua chào mẹ Nên là sự đào tạo đó và cũng được điều kiện của những sản phẩm cái trò chơi tham gia cái tăng video của nó in nhà của nó post sang của trong chia sẻ trên này mình đã cả những cái bên lộ trình xóa thì lại cái shop đó anh đi cái chia xóa thì bên lộ trình xóa thì lại là cái của nó bên trong chia sẻ trên này thì cái là nó chạy cả là mà cha thì ta video thì nên chân phải xóa thì qua này là của bị ta sụt nhà bị ta hà ra phải biểu hiện ra cái của nó bên trong chia sẻ trên nàyอีโลโลส่งไปပြီးတော့ကိုပြုကိုယ်ပဲရတဲ့အရာများကိုမမေ့လျော့ပဲနဲ့ဖျားသေးတမန်တရားသင်ကြားတဲ့အခါမှာလည်းနာခံရတတ်မဟုတ်ပဲနဲ့လက်တွေ့လိုက်ရှောက်နိုင်တော့အသက်တာများဖြစ်စေဖို့ရအတွက်ကိုတော့ပါစာပြီးလာတော့ဝါဤနည်းရက်ကိုမမေ့မလျော့ပဲနဲ့အသက်တာမှာပြန်နေပြီးတော့အသုံးချနိုင်တော့တာ
ညာဖြစ်စီဖို့အတွက်ကိုရောမဆာပါအိမ်တော်မိသားစုတိုင်းပုံမှာကိုရောကောင်းချီးပေးပါအိမ်တော်မိသားစုများကြီးလေကိုရောကိုစားတဲ့ကိုတိုးပြီးတော့ချစ်ပြီးတော့ကိုရောရဲ့အမှုတော်မြတ်မှာစိတ်အားထက်သန်စွာပြပါဝင်တော့အိမ်တော်မိသားစုတစုစီတိုင်းဖြစ်စီဖို့အတွက်ကိုရောမဆာပါဘူးပါဆက်လက်ပြီးတဲ့အခါမှာတမန်တရားတင်ကြားပေးမယ့်ဆရာကိုလည်းကိုရောနှောက်ရှာပြီးတော့အသုံးပြုခြင်းအားဖြင့်ကိုရောပြောစီလို့တော့အရာများကိုလည်းပြောကြားခြင်းအားဖြင့်ဒါပြီးလို့ဒီလည်းနာခံနိုင်ပြီးတဲ့အခါမှာအသက်တာမှာပြန်နေပြီးတော့အသုံးပြုနိုင်ရတဲ့အခွင့်ကိုရောမဆာတော်မှာကြောင့်တမန်တော်သခင်ယေရှုနာမတော်မြတ်ကကျိုးသေးစွာဖြစ်စုတော်စကအနံ့ပါ၏အာမင်ကဲဆရာရပြီမှာဆရာကိုပေးတယ်ဟလာဟောရအောင်ဟလာကြားရလားကြားရလားဆရာစီကိုလာမလားဆရာလာရမှာလားဟလာလာခဲ့ရှစ်တိုးလားရှစ်တိုးလားရှစ်တိုးလားစာရလာရှစ်တိုးလားကျွန်တော်တို့ဒီနေ့နှစ်ချိန်ပြီးသွားပြီပထမတစ်ချိန်ကနော်နှစ်ချိန်လုံးရဲ့ခေါင်းစဉ်ကဘာလဲဘာနဲ့စတာလဲဆိုတော့ယေရှုခရစ်တော်ဟာကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းဖြစ်တယ်ယေရှုကြောင့်တာခုနပြောတာနော်ယေရှုကြောင့်တာကျွန်တော်တို့ရဲ့အရာခတ်သိမ်းကိုကျွန်တော်တို့ကိုရောအားဖြင့်ကျွန်တော်မျှော်လင့်တာဖြစ်တယ်နော်မျှော်လင့်တာဖြစ်တယ်ဆိုတော့အဲ့ဒီနှစ်ချိန်တည်းမှာလဲပထမဘာမျှော်လင့်တာလဲကျွန်တော်လောကမှာအသက်ရှင်စေကျွန်တော်ရဲ့အသက်တာနော်ကျွန်တော်ရဲ့အသက်တာတကယ်ပဲဖရာသခင်ကကျွန်တော်တို့အမြဲရှိပြီးတော့မှကျွန်တော်တို့ကိုခေါ်အားနဲ့အစွမ်းတတ္တိနဲ့ကျွန်တော်ရဲ့ပြဿနာတွေကိုအခက်ခဲတွေကိုကူညီမဆပေးနိုင်တဲ့အရှင်ဆိုပြီးကျွန်တော်မျှော်လင့်ပြီးတော့မှကျွန်တော်အသက်ရှင်ရတယ်မျှော်လင့်တဲ့အတိုင်းလဲအသက်ရှင်တဲ့ဖရာကကျွန်တော်တို့နဲ့အတူရှိပြီးကူမလို့မနှက်ဖြန်ဆိုတဲ့နေ့ကိုကျွန်တော်တို့မကြောက်မရွံ့ပဲနဲ့ရင်ဆိုင်နိုင်ရတာဖြစ်တယ်အဲပထမတစ်ချိန်ဒုတိယတစ်ချိန်ကျတော့လောကမှာပဲအသက်ရှင်ယုံပဲဖရာကိုပျော်လင်းလို့ရလားမဟုတ်ပါဘူးလောကကထွက်ခွာသွားရင်လည်းပဲကောင်းကင်ရွှေပြည်မှာကျွန်တော်တို့အတွက်ဖရာရှင်အားလုံးလှုပ်ဆောင်ထားပေးပြီဆိုတာကိုမျှော်လင့်ပြီးကျွန်တော်ဝမ်းမြောက်လို့ရတယ်နော်မျှော်လင့်ပြီးဝမ်းမြောက်လို့ရတယ်ကျွန်တော်နှစ်ချိန်တင်သွားပေးတာဖြစ်တယ်ဆိုတော့ဒီနေ့ဒီချိန်အခုကြတော့နော်တတိယချိန်မှာကြတော့ဘာတင်မလဲဆိုတော့ဟုတ်ပါပြီယေရှုကိုကျွန်တော်တို့ကမျှော်လင့်မိတယ်ကိုရောစီကကိုရောရဲ့လက်တော်ကိုရောရဲ့နှလုံးတော်ကိုရောရဲ့အသက်တာကျွန်တော်မျှော်လင့်တယ်ကဲဒီချိန်မှာကြတော့ပြန်မေးခြင်းတယ်ယေရှုကရောကျွန်တော်တို့ကိုမျှော်လင့်လို့ရလားနော်မျှော်လင့်ရလားယေရှုခဏထားအောင်မတို့အသင်းတော်ပေါ့အသင်းတော်ကိုအခြား state ကနေအခြားမြို့ကနေပြောင်းလာတဲ့သူရောက်လာတဲ့ခဲရင်အဲ့ဒီအသစ်တော်အိမ်တော်ကခရစ်ယာန်အိမ်တော်ကတို့အသင်းတော်ကိုမျှော်လင့်မိတယ်။ဘာမျှော်လင့်လဲ။နှွေးထွေးစွာနဲ့ကြိုဆိုဖို့တို့မျှော်လင့်တယ်။ဟုတ်တယ်နော်။ဟုတ်တယ်နော်။အသင်းတော်ကတို့တွေကိုအတန်းစားမခွဲခြားဘဲနဲ့နော်ကရင်မမဟုတ်ဘူးမွန်မမဟုတ်ဘူးချင်းမမဟုတ်ဘူးကချင်မမဟုတ်ဘူးမြန်မာနိုင်ငံသားအနေနဲ့တို့တွေကိုမြန်မာစကားပြောတိုင်းရင်းသားအနေနဲ့တို့တွေကိုကြောသားရင်သားမခွဲခြားဘဲနဲ့တို့တွေကိုကူညီမဆနှွေးထွေးတဲ့မေတ္တာပေးဖို့တို့တွေမျှော်လင့်မိတယ်မှားလားမမှားပါဘူးတစ်ဖက်ကရှိသေးတယ်အသင်းတော်ကရောတင့်ကိုဘာမျှော်လင့်လို့ရမှာလဲဘာမျှော်လင့်ရမှာအသင်းတော်လဲတင့်ကိုမျှော်လင့်တယ်လို့ပြောချင်တယ်ဘာမျှော်လင့်သိလားစိတ်ချပါတင့်ရဲ့အလှငွေကိုမျှော်လင့်ပါဘူးတင့်ရဲ့ဖယားကိုချစ်ခြင်းဖယားရဲ့သားသမီးဖြစ်ခြင်းပေါ်မှာအသင်းတော်မှာကြာရာကန္တာကနေပြောစရာမလိုပဲနဲ့
ပါဝင်အစီခံဖို့မျှော်လင့်ပါတယ်မျှော်လင့်တယ်ကျွန်တော်အသင်းတော်မှာတော့ finger tip လေးတော့ရှိတယ် finger rule လေးရှိတယ်အသင်းတော်ကိုလူသစ်ရောက်လာရင်အဲ့ဒီသူကမလေးမှာဖြစ်ထိုင်းမှာဖြစ်အမေရိကန်ပဲဖြစ်အိန္ဒိယမှာဖြစ်သူ့ဟာနဲ့သူကျန်းစာကြောင်းပဲပြီးမပြီးသူ့ဟာသူဒီကင်မဲ့ကင်မကင်တစ်နှစ်ကျွန်တော်ဘာမှမခိုင်းဘာယာတူးမှလည်းမပေးဘူးအဲ့တစ်နှစ်အတွက်ကျွန်တော်စောင့်ကြည့်တယ်သူဘာလုပ်မလဲဆိုတာတချို့ကြတော့လေဘာမှပြောကြမလို့နော်ဒီနေ့ပဲပေါ့နော်ဒီပတ်မှာ I love you with the love နောက်ပတ်ဆိုတော့တပြက်စီးတွေလဲတယ်လူလဲတယ်နော်တချို့မိသားစုကတော့မိဖို့ကြောင့်မှဝိုင်းလုံးကြတယ်တချို့ကြတော့တသေးခံတယ်တချို့ကြတော့ချီးမွမ်းခြင်းမှာပါဝင်တယ်တချို့တော့ဂီတာချင်းပါဝင်တယ်ပြောကြမလို့ကျွန်တော်လည်းဘာမှမခိုင်းဘူးစောင့်ကြည့်နေတာဘာမှမခိုင်းဘူးစောင့်ကြည့်နေတာတစ်နှစ်ဘာမှမခိုင်းဘူးဘာလို့တစ်နှစ်ဆိုတဲ့အချိန်မှာဟန်ဆောင်ပြီးလုပ်ရင်တော့3 လလောက်တော့ပေါ်တာပေါ့တချို့ကလည်းဟန်ဆောင်တာရှိပါတယ်ဒါပေမဲ့အများဖြစ်တော့ဟန်မဆောင်ဘူးရင်ထဲကနေလာပြီးလုပ်တယ်တစ်နှစ်ပြည့်တော့မှကျွန်တော်ကချင်းကတ်တယ်ညီမလေးကချီးမွမ်းခြင်းမှာပါဝင်တဲ့တကြောင်မလို့ဖျားရှင်ညီမလေးကိုအဲ့ gift ပေးထားတယ်ဒါကြောင့်မို့ဆရာတို့အသင်းတော်မှာချီးမွမ်းခြင်းထဲမှာပါဝင်ပေးပါလို့ဆရာက officially သူ့ကို offer လုပ်တယ်ဒီကင်ပေါ့နော်တကယ်ပဲအသင်းတော်ကိုဖိရင်ဖိနဲ့ကြည့်ရှုပြီးတော့မှအငယ်ဆုံးကိုကြည့်ရှုတဲ့သူလည်းပဲဒီကင်တယောက်နေနဲ့ကျွန်တော်တို့ခွဲခန့်မှတ်သားတယ်တခါကဆရာတစ်ပါးတော့ရှိခဲ့ဘူးတယ်မလေးကနေလာတယ်ပေါ့နော်ဆရာတစ်ပါးမိသားစုရှိတယ်သူမလာခင်ကမလေးကနေဆရာတို့ဖုန်းဆက်တကွန်းဆက်တယ်ဆရာတို့တင်းတော်ကကျွန်တော်တဲ့ line မှာတွေ့ရတယ်တော့အရန်ကို active ဖြစ်တာပဲအရန်ကို Holy Spirit လှုပ်ရှားတာပဲဘာညာပြောတာရှင်းဝင်ရော okay လာခဲ့ပါသူလာခဲ့ခြင်းလာခဲ့ပါကျွန်တော်လာတယ်ရောက်လာတော့အတင်းတော်ကတကယ်ပဲလူငွေတွေပေးတယ်နော်သူတို့အတွက်ပေါ့နော်စပြီးတော့သူတို့ဒီမှာအခြေချရအောင်ပေါ့နော်ကျွန်တော်တတ်နိုင်ဆုံးကူညီတယ်ဖြစ်ချင်တော့သူကမြန်မာပြည်မှာတုန်းကသိန်းဥဆရာအမှုတော်ဆောင်ပေါ့နော်သိန်းဥဆရာအမှုတော်ဆောင်ပေါ့သူကဒီကိုရောက်လာတော့သူ့ကိုသိန်းဥဆရာပဲခန့်ဖို့သူကမျှော်လင့်တယ်ကျွန်တော်ပြောလို့ကျွန်တော်မဖိန်းကကျွန်တော်ဘယ်သူမှကျွန်တော်တို့ကသာသနာမလို့အားလုံးကိုဒီတိုင်းပဲဒီတော့တစ်နှစ်ဘာမှမခိုင်းဘူးတိုင်းစောင့်ကြည့်တာဒါပေမဲ့သူကတရားဟောဆရာဆိုတော့နော်တရားဆရာဆိုတော့ကျွန်တော်တရားဟောခွင့်တော့ပေးတာပေါ့နော်ပေးတော့နော်အခါအားလျော်စွာပြီးတော့နဲ့2 လလောက်ကြာတော့ဘာပြောလဲဆိုဆရာတဲ့အတင်းတော်မှာဆရာလာစာဘယ်လောက်ရလဲမိတယ်ဆိုတော့လေကျွန်တော်လာစာမရဘူးအတင်းတော်မှာလို့ပေါ့နော်ကျွန်တော်တင်းတော်မှာလို့လူနေတယ်လို့ကျွန်တော်တင်းတော်မှာအိမ်တော်မိသားစုကလို့ကျွန်တော်တို့6စု10စုထင်တယ်နော်10စု plus 4စုရှိတယ်ပေါ့နော်သူကတော့အတင်းသားနေတယ်မဟုတ်ဘူးအများအားလာဖျားစုဒါကြောင့်မို့လို့ကျွန်တော်လို့အတင်းတော်ကလာစာမယူပါဘူး love kit ပေးတော့ယူတယ်ကျွန်တော်အပြင်မှာအလုပ်လုပ်ပြီးတော့မှပေါ့နော်ကျွန်တော်ဖះအောင်ချစ်တဲ့စိတ်နဲ့ပါဝင်တယ်ဟုတ်လားတဲ့1 ပတ် 2 ပတ် 3 ပတ်မလာတော့အပြင်သွားပြီးတော့မှသူ့လူတွေခေါ်ပြီးသူ့လူမျိုးခေါ်ပြီးအတင်းတော်ထောင်ပလိုက်တာ6 လလောက်နေတော့သူ့လူတွေကတုံးဘက်ကဖះเจ้าကိုပြန်ရောက်လာတာဆိုတော့တိုင်းလောကမှာဒီတိုင်းရှိတယ်နော်ဒီတိုင်းရှိတယ်ပြောချင်တာကအသင်းတော်ကလည်းနော်သင်ကိုမေတ္တာနဲ့ကူညီဖို့သင်မျှော်လင့်တယ်လို့နော်သင်မျှော်လင့်လို့သင်ကိုလည်းအသင်းတော်ကဖျားပေးထားတဲ့စုကျေးဇူးနဲ့ပါဝင်ဖို့မျှော်လင့်ပါတယ်မျှော်လင့်တယ်ခိုင်းမှလောက်တာတော့ဘယ်ကောင်းမလဲဟုတ်တော့ကိုယ့်ကိုဖျားပေးတာပြောမယ်နော်ဖို့ဝင်အသင်းတော်ပဲပြောမယ်ပြောမယ်ဖို့ဝင်အသင်းတော်ဆိုတာရှာမင်းလိုပဲပြောမှာဟုတ်ပြီမရှာတော့ပဲဆိုတော့ကိုစားပေါ့နော်ရှာမင်းလွင်ဒီမှာမရှိဘူးဆရာယူရီမရှိဘူးဆိုဆရာပြောရှာလင်ကွန်းအသင်းတော်မဟုတ်ဘူးလေခရစ်တော်ရဲ့အသင်းတော်မှာခရစ်တော်ရဲ့သားကြီးဖြစ်တဲ့ဆရာလင်ကွန်းကဥဆောင်ပြီးအစီခံနေတာဖြစ်တယ်မိုင်းမောင်းထုတ်နော်မောင်းထုတ်ရတယ်မောင်းထုတ်ပါကျွန်တော်တို့တွေကအသင်းတော်အသင်းအုပ်ဆရာတွေဖြစ်တယ်သင်းအုပ်ဆရာကိုဘာလို့ခေါ်လဲတိုးထိန်လို့ခေါ်တယ်တိုးထိန်ဆိုတာတိုးပိုင်ရှင်မဟုတ်ဘူးတိုးပိုင်ရှင်ဆိုတာယောဟန်ခန်းကြီးဆရာပဲလေတတ်ရှိတာအဲ့ဒီတိုးပိုင်ရှင်ရဲ့
တိုးတွေကိုကျွေးမွေးပြုစုစောင့်ရှောက်ဖို့ကျွန်တော်တို့ဘက်ကနေဖယားကိုဒူးထောက်ပြီးခိုင်းပါလို့ပြောလို့ဖယားကခိုင်းလို့သူ့ကိုယ်စားသူ့ရဲ့သားသမီးတိုးတွေကိုကျွန်တော်တို့ကကျွေးမွေးပြုစုစောင့်ရှောက်ရတာဟုတ်တယ်နော်ဆရာလှူသွားတာဒါကြောင့်မို့လို့ဒီအသင်းတော်ကငါအဖေရဲ့အသင်းတော်လို့သတ်မှတ်ပြီးဆရာခိုင်းမှမဟုတ်ဘူးကိုယ့်ဟာနဲ့ကိုအသိစိတ်ဓာတ်နဲ့ကိုအစီခံရတာဖြစ်တယ်စီခံရတာဖြစ်တယ် post in possession ဆိုတာကနော်ကျွန်တော်ထိုင်ဖို့မဟုတ်ဘူးထပြီးအလုပ်လုပ်ဖို့ဖြစ်တယ်အသင်းတော်ကလည်းတင့်ကိုမျှော်လင့်တယ်အဖေအိမ်ကိုနော်အဖေကတော့မမေးပါဘူးအဖေဆိုအဖဖျားရှင်ပြောနော်လောကအဖေတိုင်းဟဲ့သားသမီးနေငါအိမ်ကိုလာရင်နေဟင်းတစ်ခွက်ယူခဲ့နော်လို့အဖေကတော့မပေးပါဘူးဒါပေမဲ့အဖေရဲ့မေတ္တာနဲ့ကျေးဇူးသိတတ်တဲ့သားသမီးကအဖေအိမ်လာရင်တော့ဟင်းတစ်ခွက်တော့ပါတာပဲကျွန်တော်တို့ရဲ့အဘာအဖကျွန်တော်တို့ကိုအသက်ပေးပြီးရွေးနှုတ်ဝယ်ယူခဲ့တဲ့ခရစ်တော်ရဲ့အသင်းတော်တို့အဖေရဲ့အသင်းတော်ကိုတို့လာရင်လေလက်ချီတက်တော့မလာသင့်ဘူးပေါ့ဖခင်ကတော့မျှော်လင့်ပါတယ်ကဲဟုတ်ပြီကျွန်တော်ဒီနေ့သွားမယ့်အရာလေးကိုဆက်တော့ဖခင်ကကျွန်တော်စီကဘာတွေမျှော်လင့်လဲတစ်ချက်ပျောက်ဆုံးဝိညာဉ်တွေခရစ်တော်ကိုကယ်တင်ရှင်ဖြစ်လက်ခံယုံကြည်ဖို့ယေရှုခရစ်တော်မျှော်လင့်တယ်ကဲကျမ်းစာဖွင့်ကြည့်အောင်နော်ကျမ်းစာဖွင့်ကြည့်အောင်ရှင်မဿဲခရစ်ဝင် sorry it's okay ရှင်မဿဲခရစ်ဝင်အခန်းကြီး24အငယ်1ကနေ14ထိတွေ့လို့ရှိရင်အတူတူဖတ်ကြရအောင်ဒီနေ့ကျမ်းစာမဖတ်ရသေးတဲ့သူရှိလက်ထောင်ဘုရားရှိမှနော်ဘုရားရှိမှနော်အခုလည်းထပ်ဖတ်မယ်နော်ဆရာက condemn လုပ်ဖို့မဟုတ်ပါဘူးအခုတော့ဖတ်ရပြီဆိုတော့နော်တို့တွေဘုရားကိုချစ်တယ်ဆိုစိတ်နဲ့တို့ဖတ်ဖို့ရအကြောင်းဖြစ်ပါတယ်အကြောင်းကြောင့်မအားလို့မဖတ်ဖြစ်ခဲ့ရင်လည်းအခုတော့ဖတ်ရပြီလေနော်ကျေးဇူးချီးမွမ်းကြရအောင်ကဲမဿဲ24တစ်ကနေ14ဖတ်ကြရအောင်နော်1 2 3ခဏလေး sorry ဆရာမှားပြီမဿဲ22 sorry ဆရာမှားပြီတောင်းပန်ပါတယ်ဆရာမှားပြီမဿဲ22အငယ်1ကနေနော်14ဆရာမှားပြီ sorry တွေ့ပြီလားပြဖတ်ရအောင်နော်1 2 3ဆရာရက်ဆိုမှရက်နော်1 2 3ခ
ရပြီ thank you ပါဒီအကြောင်းအရာကိုဖတ်ခြင်းအဖြစ်ကျွန်တော်တို့ကိုဖန်ဆင်းပိုင်သားအုပ်ဆိုးတော်မူသောကောင်းကင်ဘုရားအဖဖျားရှင်ကသူ့ရဲ့သားမင်္ဂလာဆောင်ပွဲမှာလှဲနေလှေအောင်မြင်းဆောင်မကြံပျောက်ဆုံးနေတဲ့ဝိညာဉ်တွေသူဖန်ဆင်းတဲ့သူတွေအရောက်ဆိုင်ကိုလာပြီးတော့မှဝင်စားဖို့ခေါ်ဖိတ်တယ်အဲ့လိုခေါ်ဖိတ်တော့ခါမှလည်းပဲဟလာအပေါ်စည်းကနေခေါ်ဖိတ်တဲ့ဟာမျိုးမဟုတ်ပဲနဲ့သူကဘာလုပ်လဲရင်းနှီးစိုက်ထုတ်တယ်သူ့သားရဲ့မင်္ဂလာဆောင်ပွဲမှာနေတော့ဟင်းတစ်ခွက်စီယူလာခဲ့လို့ခေါ်တာမဟုတ်ဘူးနော်သူကိုယ်တိုင်ဆူဖြိုးတဲ့အစားသောက်တွေအားလုံးကိုချက်ပြုတ်ပြီးကျွေးမွေးအဲ့ခံဖို့ ready လုပ်ထားတာနော်ပြီးတော့မှသူ့တပည့်လက်သားတွေနော်ခေါ်ပြီးတော့တဖိတ်ပါလို့ပြောတာအဲ့ဒီမှာအကြောင်းပြချက်လေးနဲ့ excuse လုပ်ပြီးတော့မလာကြဘူးတချို့ကပါတယ်လေခုပဲမင်္ဂလာဆောင်နေရလို့ရှုံပြီးလို့တချို့ကပါလေအလုပ်ကိစ္စကြောင့်အကြောင်းမျိုးမျိုးပြပြီးတော့မှမလာဘူးဒါလောက်နဲ့ဖယားကမရက်သွားဘူးပြောချင်တာဖယားရဲ့ဘက်မှာသူဖန်ဆင်းထားတဲ့သူနော်ထိုက်တန်ပါတယ်လို့သူထင်တဲ့သူဖိတ်တဲ့လူတွေကမထိုက်မတန်စွာနဲ့ညှင်းပယ်တဲ့အခါမှာမထိုက်တန်ပါဘူးဆို lower level ဟိုးကြောင်ကြားမှာရှိတဲ့ဟလာအခြေအနေမဲ့တဲ့လူတွေအကုန်လုံးကောလာခဲ့ငါရဲ့ပွဲကိုငါသားရဲ့မင်္ဂလာဆောင်ပွဲကိုလာပြည့်လို့ပြောတာဖယားသခင်ကသူဖန်ဆင်းထားတဲ့လူတွေအတွက်သူ့ရဲ့သားရဲ့မင်္ဂလာဆောင်ပွဲမင်္ဂလာဆောင်ပွဲဆိုတာဘာကိုပြောတာလဲမင်္ဂလာဆောင်ပွဲဆိုတာဘာကိုပြောတာလဲမင်္ဂလာဆောင်တို့သားကယေရှုတို့သမီးကဘူးလဲကျွန်တော်အသင်းတော်နဲ့ခရစ်တော်နဲ့မင်္ဂလာဆောင်မဲ့ပွဲမှာပရိသတ်ဆိုတဲ့အပြင်ရက်မှာရှိတဲ့သူတွေလည်းခေါ်တာခေါ်ပြီးတော့မှပုံသက်သေပြတယ်ကျွေးမျိုးပြုစုဖို့ခေါ်တာကိုမလာဘူးမလာတော့တဲ့ဘာလို့တယ်လဲဖခင်ကစီရင်တယ်ပြီးတော့မထိုက်တန်ဘူးလူတွေကမင်းတို့ကအနှိမ်ခံနေပါလို့သတ်မှတ်တဲ့သူတို့ဘုရားခေါ်တယ်ခေါ်တော့ရောက်လာကြတယ်အဲ့ဒီထဲမှာတယောက်ကဘာမပါဘူးလဲမင်္ဂလာဆောင်ဝတ်စုံမပါဘူးမင်္ဂလာဆောင်ဝတ်စုံဆိုလာပြန်ပြီနော်နေ့ကမနေ့ကနေ့လည်ကပဲပြောသွားတယ်ကဲတင်ခြင်းနဲ့ရှင်တဲ့ခရစ်တော်ကိုယ်တိုင်ရက်လုပ်ပေးတဲ့ကဲတင်ခြင်းဝတ်စုံမပါဘူးမောင်းထုတ်ခြင်းခံလိုက်ရတယ်ဒီမှာဘာပြောခြင်းလဲဖယားသခင်ကကျွန်တော်တို့လူသားအယောက်စီတိုင်းကိုကောင်းချီးပေးခြင်းတယ်အသင်းတော်နဲ့မင်္ဂလာဆောင်တဲ့ပွဲမှာပြင်ရက်မှာဒီအသင်းတော်နဲ့ပတ်သက်ကြောင်းမယုံကြည်သူဓမ္မမိတ်ဆွေတွေကိုလည်းဘုရားခေါ်ခြင်းလားဒါပေမဲ့မရောက်လာကြဘူးဒီပုံပမာလေးကိုကြည့်ပြီးဖယားသခင်ရဲ့နှလုံးသားကိုကျွန်တော်မြင်တွေ့သင့်တယ်ဒါကြောင့်မလို့ယောဘ16ကိုဘာပြောလဲဖျားရှင်ရဲ့သားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ဘာလဲပျက်စီးခြင်းကိုမရောက်ဘူးထာဝရအသက်ကိုဘာတဲ့လဲရစေခြင်းငါတဲ့ကြည်စမ်းဖခင်ကအယောက်စီတိုင်းကိုထာဝရအသက်ရစေခြင်းလေဒါကြောင့်အယောက်စီတိုင်းရဖို့ရန်အတွက်မျှော်လင့်တယ်သိုးတငယ်ဆိုယေရှုခရစ်တော်ဘုရားကိုစာတန်တတ်တာမဟုတ်ပါဘူးတစ်တိုင်ပေါ်မှာဘုရားကိုယ်တိုင်ကသူ့သားရဲ့အသက်ကိုသူကိုယ်တိုင်ဆွဲထုတ်တာဒါကြောင့်မလို့ယေရှုအော်တယ်မဟုတ်ဘူးလားယေရှုအော်တယ်ကိုရောဘာဖြစ်လို့ကျွန်တော်စွန့်ပစ်သွားတာလဲကျွန်တော်တို့လူသားအယောက်စီတိုင်းအတွက်အယုတ်အလတ်အမြတ်ညွေကယ်တင်ခြင်းရဖို့ကိုရောကယင်းဤဖဖျက်ရှင်ယင်းဤမြုပ်နှံပြီးသူ့ကိုလက်ခံယုံကြည်ဖို့ဖယားမျှော်လင့်တယ်တကယ်တော့ကျွန်တော်တို့စီရင်ခြင်းခံရခြင်းနဲ့ငရဲကြရခြင်းကဘာလဲသိလားခရစ်တော်ကိုညှင်းပယ်လို့ဖြစ်တယ်ခရစ်တော်ညှင်းပယ်လို့ကျွန်တော်တို့ရဲ့ဝတ်ကြွေးဝတ်ကန်ကြောင့်မဟုတ်ဘူးအဲ့ဒီဝတ်ကြွေးဝတ်ကန်ရှိတဲ့ကျွန်တော်တို့ကိုဝတ်ကြွေးဝတ်ကန်ကလော့အောင်လက်ဝါးကားတယ်မှာအသေးခံပေးခဲ့တဲ့ဖယားကိုကျွန်တော်တို့က
ခေါ်ဖိတ်တာကိုညင်းလို့ကျွန်တော်စီရင်ခြင်းခံလိုက်ရတာဒီထဲမှာမပါကြဘူးလို့ယုံတယ်လို့ကျွန်တော်ရဲ့ပတ်သက်တဲ့မိသားစုပဲအရောက်စီလိုက်တဲ့အဲ့ဒီစီရင်ခြင်းဖြတ်စီခြင်းနဲ့မှာမပါဖို့ရန်အတွက်ကျွန်တော်တို့တွေတွားပြောရမယ့်တာဝန်ရှိတယ်အာမင်တစ်ချက်ကဲနှစ်တစ်ချက်ဖခင်ကဘာဖြစ်ချင်သေးလဲဆိုနှစ်တစ်ချက်ကဘာတဲ့လဲနှစ်တစ်ချက်ကတဲ့နော်မဿဲ25အငယ်14ကနေ23မှာဘာအကြောင်းပါလဲဆိုတော့ကျွန်တော်တို့ကိုသူကကေတင်ခြင်းပေးပြီးတဲ့အခါမှာကေတင်ခြင်းကြီးပဲပေးတာမဟုတ်ပဲနဲ့အစွမ်းအစလေးတွေကိုလည်းပေးတယ်ဖခင်ဘာမျှော်လင့်လဲဆိုကျွန်တော်တို့စီကနေဖခင်ကအမျက်လူခြင်းတယ်အမျက်မျှော်လင့်တယ်ဆိုတော့ပြောခြင်းတယ်ကဲဖတ်ကြည့်ကြရအောင်မဿဲ25 14ကဲဖတ်စဖတ်မယ်ကဲဖတ်ရအောင်အာမင်ရပြီကျွန်တော်တို့ Sunday School တုန်းကတည်းကအလွတ်ရတဲ့ပုံပြင်လေးအကြောင်းအရာလေးဖြစ်တယ်ဒီပုံပြင်ထဲမှာလည်းပဲဥပမာထဲမှာလည်းပဲယေရှုကကျွန်တော်တို့စီကမျော်လင့်နေတဲ့အရာရှိတယ်ကျွန်တော်တို့အားဖြင့်ယေရှုမျော်လင့်နေတဲ့အရာရှိတယ်ဆိုတော့အဲ့လိုပြောလိုက်တော့အခွက်30သမားလိုပဲဟဲကိုတော်ကတို့လှုပ်ရှားတယ်ကြည်စံလို့ပြောကောင်းပြောစရာအကြောင်းဖြစ်နေတယ်ဒါပေမဲ့ကိုတော်ကကျွန်တော်တို့ကိုဒီတိုင်းဟလာအခွက်30သမားဝေဖန်တယ်လို့လှုပ်ရှားတဲ့ဖယားမျိုးမဟုတ်ပါဘူးကျွန်တော်တို့ကိုလုံနိုင်တဲ့အစွမ်းအစပေးထားတယ်လို့ဖတ်လိုက်မိတယ်မဟုတ်လား
ဖတ်လိုက်မိပါတယ်ဆိုတော့ပထမတယောက်ကိုဘာပေးလဲအခွက်90ပေးတယ်ဒုတိယတယောက်ကိုဘယ်လောက်ပေးလဲ20ပေးတယ်နောက်တစ်ယောက်ကို10ပေးတယ်နော်နည်းနည်းလေးပို့ပြီးတော့နားလေအောင်ဒီလိုရေးကြည့်အောင်နော်ငါးချက်ရေးကြည့်ပါနော်ကဲတစ်ချက်ကိုအခွက်30နဲ့တွက်ရအောင်ဖယားကတို့အားလုံးကိုဗာပေးလေအချိန်ပေးတယ်မဟုတ်လားအေးဒီထဲမှာ22နာရီပဲကျမရပါတယ်ဆိုရှိလားဟမ်သူကျတော့24နာရီရပြီကျမ22နာရီပဲရလို့ရှိလားအားလုံးက24နာရီပဲဖယားပေးလားပေးတယ်ဟုတ်ပြီဒီတစ်ချက်နှစ်တစ်ချက်ဖယားကဗာပေးလေကျမ်းမာခြင်းပေးတယ်ဒီထဲမှာအပြင်မထွက်နိုင်ရလောက်အောင်နေမကောင်းတဲ့လူရှိလားငါတော့အသက်ကြီးပါပြီဟဲ့ဘာမှမလုပ်နိုင်တော့ဘူးရှိလားရှိရင်ဟိုးကစပင်ဖြူတဲ့အဖွားကြီးကိုကြည့်လိုက်ပြီးတော့မှ motivation ယူနော်ဒီနေ့ तू စားတဲ့နှုံးကနဲတဲ့နှုံးမဟုတ်ဘူးနော်ပြီးတော့အခွင့်အာဏာပေး piano ဒီမှာလာတီးအောင်မယ်နော်ငါးပုတ်တီးခိုင်းတဲ့သူတီးအောင်မှာနော်ဒါကြောင့်မလို့ငါမတက်နိုင်ဘူးတော့မပြောနဲ့နော်သူ့ကိုကြည့်ချမ်းမာခြင်းတို့ကိုပေးထားတယ်ကဲနောက်ဘာပေးထားလဲတို့အသိဉာဏ်ပေးထားတယ်တို့ကအခွက်လို့ပြောရင်ပတ်စံပဲထင်နေတာနော်သုံးရှိပြီနော်နောက်ပေးထားလဲဟုတ်ပါတယ်တို့တက်ဆွမ်းတဲ့ငွေပေးထားတယ်နော်တက်ဆွမ်းတဲ့ငွေပေးထားတယ်နော်နောက်တစ်ချက်ဘာပေးထားလဲတို့ကိုမိတ်ဆွေအပေါင်းအသင်းပတ်ဝန်းကျင်မိတ်ဆွေပတ်ဝန်းကျင်ဆိုတဲ့ environment ပေးထားတယ်နော်1 2 3 4 5ထားလိုက်ပါတော့အခွက်90ပေါ့နော်အခွက်90သမားနော်ထားလိုက်ပါတော့ကဲအခွက်90သမားအချိန်ရှိတယ်ကျမ်းမာခြင်းရှိတယ်အသိဉာဏ်ရှိတယ်ငွေရှိတယ်မိတ်ဆွေဝန်းကျင်ရှိတယ်ဆိုကြပါစို့နော်ဆိုကြပါလွယ်အောင်ကဲအခွက်20တဲ့ဟုတ်ပြီအခွက်20ဆိုဘာဖြစ်အောင်မလဲကဲငွေမရှိပါဘူးနော်ကျမကစကားနဲ့မိတ်ဆွေပေါင်းနေမရှိပါဘူးဟုတ်ပြီကျမကစာမတက်ပါဘူးနှစ်ခုတော့ရှိတယ်လေအချိန်ရှိတယ်ကျမ်းမာခြင်းရှိတယ်အဲ့ဒါနဲ့အမျက်ရအောင်လဲဘုရားမျှော်လင့်တယ်နောက်ဆုံးတော့ကဘာလဲအခွက်30တဲ့ဟုတ်ပြီကျမ်းမာခြင်းလည်းမရှိဘူးဒါပေမဲ့ तू 24နိုင်တော့ရှိတယ်လေ3ယောက်မှာ2ယောက်ကတစ်ဖက်နဲ့1ယောက်ကတစ်ဖက်ဖြစ်နေတာထူးထူးဆန်းဆန်းတွေ့ရတယ်အခွက်90နဲ့အခွက်20ကတစ်ဖက်အခွက်30ကတစ်ဖက်အခွက်90နဲ့အခွက်20ကတစ်ဖက်ဖြစ်နေတယ်အခွက်90ရောအခွက်20ရောဘာလုပ်လဲကုန်သွယ်ခြင်းမှုလုပ်တယ်ကုန်သွယ်ရင်ဒီမှာနော်ကုန်ကူးတမ်းမှုနော်စီးပွားရေးလုပ်တဲ့လူလည်းရှိကောင်းရှိမှာပါနော်ကုန်ကူးတမ်းမှုလုပ်ရင်အမျက်ကြီးပဲတွက်လို့မရအောင်ဘာလဲတွက်ရမလဲရှုံးတာလည်းတွက်ရပါတယ်ဒါပေမဲ့ရှုံးတာကိုကြောက်ပြီးကုန်သွယ်ခြင်းမလုပ်ရင်သင်ဘတော့မှစီးပွားရေးလုပ်လို့ရမှာမဟုတ်ဘူးတိုးတော့ဖျားပေးထားတဲ့အသိဉာဏ်ပညာတွေအချိန်အခါတွေမိတ်ဆွေတွေကျမ်းမာခြင်းတွေနဲ့ဆက်ပြီးတော့မှဒီလုပ်ငါလုပ်တင်လားဘယ်ချိန်မှလုပ်တင်တာလဲဘသူနဲ့ငါဆက်သွယ်ရမှာစတဲ့ဖျားပေးထားတဲ့ဒီအခွင့်အရေးတွေကိုယူပြီးတော့မှကုန်သွယ်ကြတာကြီးပဲကုန်သွယ်တယ်ဆိုတာအမျက်ရဖို့ကုန်သွယ်နေတဲ့တစ်ဆက်တည်းမှာအရှုံးပေါ်ရင်ဘာဆက်လုပ်မလဲဆိုတဲ့တတ်သိနဲ့ကုန်သွယ်ကြတာကြီးပဲဒါကြောင့်မလို့အခွက်90ကဖယားသူ့ကိုပေးထားတဲ့အစွမ်းစားရှိသည့်တိုင်အခွက်20ကလည်းဖယားသူ့ကိုပေးထားတဲ့အစွမ်းစားရှိသည့်တိုင်သူအလုပ်လုပ်တဲ့အခါမှာဖယားမျှော်လင့်ချက်သူတို့နှစ်ယောက်မှာပြည့်တယ်ဒါပေမဲ့တတိယလူဖြစ်တဲ့အခွက်30သမားမှာတော့ဖယားမျှော်လင့်ချက်မပြည့်စုံခဲ့ဘူးဖယားကသူ့ကိုစပြီးသမုတ်တော့ဘာနဲ့ခေါ်လဲဆိုးညစ်ပြေးဤတော်ငယ်သားဘယ်လိုလူမျိုးခေါ်တာလဲ
သင့်စီကဖျားဘာမှမျော်လင့်စရာအကြောင်းမရှိဘူးဆိုရင်သင်ကဖျားရှိမှဆိုးညစ်ပြင်းရည်တဲ့ငယ်သားဖြစ်တယ်အ ਨੇ ဆုံးတော့ကွယ်သင်တရားမဟောတတ်ဘူးဟုတ်ပြီရတယ်ဘာမှမဖြစ်ဘူးနော်တရားမဟောတတ်ဘူးရတယ်သမင်းမချက်တတ်ဘူးရတယ်နော်ကားကသူဖျားเจ้าကျိုးဖျားเจ้าရောက်လာဖို့ကားကမရှိဘူးရတယ်ဒါပေမဲ့သင်လက်ထဲမှာရှိတဲ့ဖုန်းလေးနဲ့တငယ်ချင်းရင်မနေ့ပြန်ကြရင် Easter Sunday ငါတို့အသင်းတော်မှာယေရှုတော်ချီးမွမ်းခြင်းရှိတယ်ဒါမှမဟုတ်လဲမနေ့ပြန်ကြရင်ငါတို့အသင်းတော်မှာဟုတ်လားကယ်တင်ခြင်းစကားပြောတဲ့ဧဝံဂေလိတရားဟောပြောပွဲရှိတယ်ဒါမှမဟုတ်လဲတကယ်ချင်းမနေ့ပြန်ကြရင်ငါတို့အသင်းတော်မှာမိခင်များနဲ့ရှိတယ်နေလာခဲ့ပါအဲ့ဒီလောက်တောင်မှကျွန်တော်တို့ယဉ်နေကျွမ်းဝင်တဲ့မယုံကြည်သူတွေကိုဖိတ်ဖို့တင်တတ်သိမရှိဘူးလားဖျားမျောလင့်နေနော်တင်တစ်ခုခုဖျားအတွက်ပါဝင်ဖို့ဖျားမျောလင့်တယ်အခွက်30သမားကတော့ဘာမှမပါဝင်မနဲ့ကိုတော်ကဘာမှမလုပ်ဘဲနဲ့ကျွန်တော်တို့ခိုင်းပြီးအမျက်လူကျင်တယ်လို့အဲ့တိုင်းကိုပြောတာပဲမဟုတ်ဘူးလားဒါကြောင့်မို့လို့ယေရှုကဘာပြောလဲမင်းပြောတဲ့အတိုင်းငါမင်းကိုပြန်ပြောမယ်နော်ဆိုဆွဲတာသူဖန်ဆင်းထားတဲ့လူကသူ့ကိုပြန် complain တက်ပြီးအပြစ်မြင်တာတတ္တဝါတွေထဲမှာလူတတ္တဝါကအနှိမ့်ဆုံးပဲရုပ်ဆုံးပဲဖယားကိုပြန်လဲစော်ကားတဲ့အထဲမှာနော်ဖယားကအမြင့်ဆုံးလို့သတ်မှတ်ပြီးသူ့ဝိညာဉ်ထည့်ထားရပါတယ်ဆိုတော့လူကပဲဖယားကိုပြန်စော်ကားတယ်နွားကဖယားကိုဟုတ်လားဒို့ရေးလို့လည်းရှိလားဟမ်မရှိဘူးနော်ဒီမှာနိုင်ငံရေးအကြောင်းနည်းနည်းပါသွားပြီထင်တယ်နော် sorry နော်ရရင်ရမရရင်ချတော့ယေရှုရင်ပြောတာနော်ဟုတ်လေရရင်ရမရရင်ဘာလို့လဲပြင်ရမောင်နှံကိုဆွဲချရတယ်ကျကျွန်တော်တို့ကိုဖယားမျှော်လင့်တယ်မျှော်လင့်တယ်တင်ချစ်တတ်ရင်တစ်ဖက်သက်မေတ္တာနဲ့เนาะဒီနေ့တို့ဆွေးရတို့မျိုးတိုင်းเนาะအာကာဘေမေတ္တာတို့ဆိုဖယားတို့အာကာဘေမေတ္တာနဲ့တို့လို့ကျွန်တော်အပြစ်ရှိစဉ်အကျုပ်ရဲ့အပြစ်တွေကိုဖွင့်လို့ပြီးတော့မှကျွန်တော်ကိုနောက်ချေးပုံကနေမြေယာရက်ကိုပို့တဲ့ဖယားကိုသင်ချစ်တတ်ရင်သင်တစ်ခုခုထားလုံးမှာပဲဖယားအတွက်ဖယားအမျက်ရအောင်သင်လုံးမှာပဲဖယားနာမတော့ထင်ရှားသင်လုံးမှာပဲကိုယ်မှာမရှိတဲ့အရာတွေကိုမစင်စားနဲ့ရှိတဲ့အရာနဲ့လုပ်ကြရမယ်ဒါကြောင့်အ ਨੇ ဆုံးပါရှိလဲအချိန်ရှိတယ်ကျွန်တော်တို့မှာပါဝင်စီကံကြရအောင်ဖယားကျွန်တော်ကိုမျှော်လင့်တယ်ကျွန်တော်စီရနော်ကဲနောက်တစ်ချက်ကတော့ဘယ်ကျမ်းစာမှာလဲဆိုရင်တဲ့နော်လုကာနော်ရှင်လုကာခရစ်ဝင်သူကအခန်းကြီး7အငယ်6ကနေ9ရှင်လုကာဟုတ်တယ်အခန်းကြီး7အငယ်6က9ဖတ်ကြည့်ကြရအောင်ရပြီရပ်ပါဦးအဲ့ဒါပြောတော့နော်ဆရာကတော်ပိုင်းကမတွေကိုဖြည့်လို့ရှင်လုကာခရစ်ဝင်အခန်းကြီး73အငယ်6ကနေ9ဆရာကတော်ပိုင်းပြန်မပြောတိုင်ချင်းတော့ရှင်လုကာခရစ်ဝင်အခန်းကြီး73အငယ်6ကနေ9ပြော
အာမင်ဒီမှာဖခင်ကကျွန်တော်တို့ကိုလျှော့စေနဲ့ကျွန်တော်တို့စီကရပါမည်ကြောင်းမျှော်လင့်ထားတာကိုတွေ့ရတယ်လျှော့ပေးတယ်ဖခင်လျှော့ပေးတယ်အဖဖခင်သခင်တဲ့နော်ဥယျာဉ်ပိုင်ရှင်ကြီးကဘာစိုက်တာလဲစပြစ်နော်စိုက်တယ်ဟုတ်တယ်နော်တင်မောသဖန်းပင် sorry တင်မောသဖန်းပင်စိုက်တယ်ဆိုတော့သူစိုက်တာဘယ်နှစ်ပြည့်သွားလဲ3နှစ်ပြည့်သွားအတိရလားမရတော့ဘာပြောလဲမြေရှုပ်တယ်တဲ့ခုတ်တယ်မြေရှုပ်တယ်ခုတ်တယ်ဖဖျက်ရှင်ပြောတာနော်အဲ့ဒါနဲ့ဥယျာဉ်ဆောင်ဆိုင်ယေရှုခရစ်တော်ဖျားဘာပြောလဲဒီတစ်နှစ်တော့နေပါစေအောင်သူဘာလုပ်မလဲလဲအကျွန်ုပ်ဒီအပင်နာပတ်လေကိုတူးဆွ၍နောက်ချေးကိုဖို့ပါမယ်မနှစ်ခုလုပ်တယ်ပထမတစ်ခုဘာလုပ်လဲအပင်နာပတ်လေကိုဘာလဲတူးဆွတယ်တူးဆွဆိုဘာဖြစ်လို့တူးဆွရတာလဲမြေကဘာဖြစ်လို့လဲမာတို့တွေအသေးရလဲဖျားနဲ့ပတ်သက်ရင်ကြောက်ဆိုင်လို့ပဲကြောက်ဆိုမာကတောက်နေရောနော်မာနေနော်နှလုံးသားမာပြီးနားကောက်ပဲလေဆိုတော့ဖခင်ကဘာလုပ်လဲယေရှုကဘာလဲတူးဆွမယ်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 တူးဆွရင်ဘာလုပ်လဲနောက်ချေးကိုဖို့ပဲနောက်ချေးကမွေးလာဟဲ့ဘာဖြစ်လို့နောက်ချေးလို့ဒီမှာယေရှုသုံးတယ်တို့ကိုနာကျင်ခြင်းနဲ့ဖခင်ကတို့ကိုအဲ့ဒီနာကျင်ခြင်းကနေဖခင်ထံတိုးဝင်ပြီးတော့မှကိုးစားဖို့အတွက်ဖခင်ကတို့ကိုဆုံးမမယ်နောက်ချေထည့်မယ်လို့ပြောတယ်ပထမတစ်ချက်ပါလဲထို့အသေးမာတဲ့အသေးဖခင်နဲ့ပတ်သက်မလုပ်ဘူးဆိုမာတဲ့အသေးကိုဖခင်ကတူးဆွပြီးတဲ့အထဲမှာဘာထဲမှာလဲနောက်ချေဆိုရနာကျင်ခြင်းနဲ့ညစ်ပတ်နံစော်ခြင်းတွေထည့်တာပြောချင်တာကတို့ကိုအခက်ခဲကြားတဲ့ကိုဘုရားထည့်ထားလိုက်တာလူကလေပြောပြမယ်နော်တို့ကထင်တယ်လေဟိုးဘုရားဒုက္ခဘောတော့ရောက်စေတယ်ပြောပြမယ်နော်ဘုရားကဒုက္ခရောက်စေတယ်အခက်ခဲဖြစ်စေလို့ဘုရားနဲ့ဝေးသွားတဲ့သူတဲ့ကျွယ်ဝချမ်းသာလို့ဘုရားနဲ့ဝေးသွားတဲ့လူကပူများတယ်နော်ပူများတယ်နော်ဒီကလူတော့မရှိပါဘူးမဟုတ်ပါဘူးတို့ refugee camp မှာတုန်းကနေ့တိုင်းဖျားရှိခိုးတယ် refugee camp မှာလေနေ့တိုင်းဖျားရှိခိုးတယ်အိုးဘယ်တော့ UN ကလာပြီး interview မလဲနေ့တိုင်းဖျားရှိခိုးတယ်နေ့တိုင်းစာရှောင်းတယ်စုတောင်းတယ်အိုးအသင်းတော်ရဲ့ activity အမြဲတမ်းပါတယ်ဆုတောင်းတယ်ဖခင်ကအချိန်တန်းတဲ့ခါမှာတို့ကို UN က interview ဖို့ခွင့်ပေးတယ်ဟော interview အောင်တယ်ဆုတောင်းတဲ့အမြန်ဆုံးနိုင်ငံခြား third country ရောက်ဆုတောင်းတယ်တာသမီးတွေလားဖွားလားဖမှုလားတို့ပါလားအမိုးလားဆုတောင်းဟောတနေ့ချတော့နိုင်ငံခြား American ထွက်ဖို့ Canada ထွက်ဖို့အဖြေရောက်လာတယ်ဟာလေလုယာ praise the Lord ရှိလားဟောချက်တွေကိုဝတ်တွေတတ်ကျွေးဟာလေလုယာကဲမဲဆောက်စေသွားနော်မဲဆောက်စေသွားဟိုမိုးကနဲ့လောက်ထားတဲ့အဲ့တွေတော့ဝဲထဲငရုတ်ဆောင်ပါထဲနော်ထဲနော်ရွှေတုံးတွေပါရင်မသိဘူးကိုကငရုတ်ဆောင်ပါထဲငရုတ်ချူတော့ထဲနော်ရောက်လာတယ်နော်ဖို့ဝင်ရောက်တဲ့လူရှိတယ်ဟုတ်လားဖီလာဒဲလ်ဖီးယားရောက်တဲ့လူရှိတယ်ယူတီကာရောက်တဲ့လူရှိတယ်စိန့်ပေါ်ရောက်တဲ့လူရှိတယ်ရောက်လာလို့ဒီကအစိုးရကကျွေးမွေးပြုစုစောက်ရှောက်ပေးလာကမ်းလာတာများတော့ဘာဖြစ်လဲလင်ကနောက်တမယားမယားကနောက်တလင်းသားသမီးကလည်းပွဲပြဲကိုတတ်သေးရွယ်ကြည့်စမ်းဟိုးတုန်းကတော့ကဲ့မှာကြတော့အိုးဖို့မှုဘွားမိသားစုလဲစုညာပဲပါတို့ရွာပဲတော့အခုဒီရောက်တော့လဲရမဆူနိုင်တော့လဲကွဲနေပြီဒါကြောင့်မို့လို့ဖယားကဘာလို့လဲတိုးဆွပြီးနောက်ချေထဲတာဒါကြောင့်မလို့တုတ်တန်ဆရာကြီးအဖြစ်ယေရှုဖယားတို့ဘာပြောလဲငါသား
င့်ကိုဆုံးမတဲ့အရာမမှတ်ပဲမနေနဲ့ထာဝရဘုရားဘလို့မျိုးဆုံးမလဲချစ်တော်မူသောသူကိုဆုံးမ၍နှစ်သက်တော်မူသောသားကိုတန်ခတ်တယ်တုတ်တန်ကျမ်းခန်းကြီး3ထဲမှာရှိတယ်နော်ဒါကြောင့်မလို့ဘုရားကတူးဆွာပြီးနောက်ချေကိုဖို့တယ်ဘာဖြစ်လို့လဲအသီးသီးကောင်းပြီးပါမယ်ဒါလောက်တူးဆွာပြီးနောက်ချေတွေထဲမျိုးဆိုင်ထဲပြီးပြုစုပြိုးထောင်ပြီးတော့မှ3နှစ်ကပြီးသွားပြီးတစ်နှစ်နေပါစေအောင်ဆိုတော့နောက်တစ်နှစ်4နှစ်ဘုရားဆောင်ပါတယ်ဘာပြောချင်တာလဲ4နှစ်လောက်စောက်ပြီးမှဘာမှမသိရင်တော့ဟုတ်ပြစ်တော်မူပါပြောတာဘုရားကျွန်တော်တို့ကိုသူ့ရဲ့သီးခံခြင်းနဲ့ကျွန်တော်တို့ကိုစောင့်မျှော်နေတော့မယ်ကျွန်တော်ဆရာအသီးရဖို့ကြီးယေရှုဖျားဘဒုကိုသီးခံခိုင်းတာလဲအဖဖျားကိုသီးခံခိုင်းတာနော်ယေရှုတော်တက်နော်ဒါပေမဲ့ယေရှုဖျားကိုယ်တော်တိုင်ကချက်ချင်းကိုစီးရင်တယ်နော်ဖတ်ဘူးလားမသိဘူးကျွန်တော်ထင်ပါတယ်မဿဲ26မှာ25မဿဲယေရုရှလင်မြို့ကိုဝင်တယ်လေနော်နောက်တစ်နေ့မှာတဲ့ဗါတဲ့လေဆာငတ်တယ်ဘာကိုတွေ့လဲသင်္ဘောသဖန်းမင်းကိုတွေ့တယ်ဒီချိန်ကအသီးဆွတ်ရတဲ့အချိန်မဟုတ်သေးတော့ကြောင့်မလို့အပင်မှာအသီးရှိကောင်းရှိမယ်လို့မျှော်လင့်ပြီးတော့သွားတာဘာမရှိဘူးလဲဘာအသီးမှမရှိဒါပေမဲ့အရွက်တွေကဝေစာပွင့်ဘူးဘာအသီးမရှိဘူးဘာလုပ်ခဲ့လဲဒီနေ့ကစားပြီမင်းပင်အသီးကိုစားနေသူကမစားနဲ့ချိန်ထက်လိုက်တာနောက်နေ့ကျတော့အမြစ်ကနေကြည်စမ်းအဲ့ဒီအပင်ကြီးကသွေးချောင်းပြီးတည်သွားရှာဒါကြောင့်တို့ဖယားလောင်တော်မင်းတော်ဖယားခင်တို့ကိုမစီရင်သေးတာယေရှုရဲ့အသွေးကြောင့်ပါယောမ8ထဲမှာဆိုဘာပြောလဲအပြစ်စီရင်တော်သူကဘယ်သူနည်းတဲ့အပြစ်စီရင်ဒီတာမကားတဲ့နော်အသေးခံ၍ခံဒီတာမကားသေခြင်းမှထမြောက်၍ဖယားသခင်ရဲ့လက်ရတော်ဘက်မှာငါတို့အဖို့ဆုတောင်းတော်သူကခရစ်တော်ပဲဒီယေရှုကြောင့်သာရောက်ပြောတာအသက်ရှင်နေရတာဒါကြောင့်မလို့ကျွန်တော်တို့တွေဖယားရဲ့တနာခြင်းကရုဏာကိုခံယူပြီးတော့အသီးသီးနိုင်အောင်ကြိုးစားကြရအောင်အဲ့ဒီသင်္ဘောသဖန်းမင်ကနော်အရွတ်တွေနဲ့လေစိမ့်လန်းဆိုပြေးနေတာပဲနော်ဒါပေမဲ့ဖယားအဲ့ဒါကိုကြီးမဆိုင်ဘူးနော်ဖယားဘာပဲရှာလဲအသီးပဲရှာနော်အသီးပဲရှာကျွန်တော်တို့မှာအသီးရှိပြီလားအသီးလို့ပြောရင်ဒီမှာတော့နော်မသက်ဆိုင်လို့နည်းနည်းတော့ပဲမှာအတွင်းအသီးနဲ့အပြင်အသီးရှိတယ်ကျွန်တော်တို့မှာအတွင်းအသီးရှိပြီလားအပြင်အသီးရောရှိအပြင်တော့ဘာလဲလက်ဆုပ်လက်ကင်ပြနိုင်တယ်။အော်ဒီညီကိုကလေငါအားဖြစ်ပေါ့နော်ဓာတ်ရိုက်တော်၎င်းတွယ်ဝိုက်ခြင်း၎င်းငါအားဖြစ်သူယေရှုကိုကယ်တင်ရှင်ဖြစ်လက်ခံယုံကြည်သွားတာဆိုတဲ့အပြင်အသီးပြစရာရှိလားအတွင်းကဘာလဲဝိညာဉ်သီးတွေပေါ့နော်ချစ်ဝမ်းငြိမ်စိတ်ကောင်းယေရှုတစ္ဆာနုညကာမဘာလဲချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှိခြင်းကောင်းမြတ်ခြင်းယေရှုပြုခြင်းတစ္ဆာဆောင်ခြင်းနုညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းနော်အဲ့ဒီအသီးတွေရှိလားဖခင်ကကျွန်တော်တို့ကိုအသီးလိုခြင်းတယ်တင်ချီးမွမ်းတာကောင်းပါတယ်တင်ဆုတောင်းတတ်တာကောင်းပါတယ်နော်ချီးမွမ်းတာကောင်းတယ်ဆုတောင်းတတ်တာကောင်းတယ်တရားဟောတတ်တာကောင်းတယ်ဒါပေမဲ့ဖခင်ကဘာကြည့်တာလဲအဲ့ဒီအကိုင်းတွေအဲ့ဒီအရွက်တွေထဲတင်းအထဲကအသီးရှိလားတင်သူများပေါ်မှာချစ်လားဝမ်းမြောက်ခြင်းရှိလားညီသက်ခြင်းရှိလားစိတ်ရှည်ခြင်းရှိလားကောင်းမြတ်ခြင်းရှိလားကျေးဇူးပြုခြင်းရှိလားနော်ဒီအရာတွေကိုဘုရားကြည့်တယ်ကာမဂုဏ်ချုပ်တည်ခြင်းတွေရှိလားဘုရားအဲ့အသီးတွေကိုမျှော်လင့်တယ်တင်နဲ့ကျွန်ုပ်ဆရာမျှော်လင့်တယ်လို့ပြောခြင်းတယ်ကနောက်တစ်ခုဘုရားဗာမျှော်လင့်သေးလဲဟေရှာယအခန်းကြီး6အငယ်8ကနေ10ဟေရှာယအခန်းကြီး6အငယ်8ကနေ10ကျွန်တော်တို့ကိုဘုရားဘာတွေမျှော်လင့်သေးလဲဖ
တ်ကြည့်ကြအောင်တွေ့အသေးချာပြီးဒီတစ်ခါတော့တခြားပြီနော်သေချာပြီးတော့ကဲရပြီလား1 2 3တဖန်ရပြီလားမရသေးဘူးကဲခဏနော်ခဏတော့စောင့်နော်ဟုတ်တယ်အဲ့ပေါ်မှာဟုတ်တယ်ရှစ်ကနေ30ရှစ်ကနေဟုတ်ပြီ1 2 3ဟေရှာယ6ဟုတ်ပြီငယ်ရှစ်ကနေနော်ရှစ်ကနေဟုတ်ပြီတဖန်ထောင်ရတာက1 2 3ရပြီဒီတစ်ခေါက်ဖယားကျွန်တော်တို့ဘာမျှော်လင့်လဲတိုင်းနိုင်ငံတွေတဲကိုသွားပြီးတော့မှအဲ့တိုင်းနိုင်ငံမင်းဖယားရဲ့တမန်တရားနဲ့မှားနေတယ်နော်လို့တတိရှိစွာပြောဖို့ရန်အတွက်မျှော်လင့်တယ်ဒါကြောင့်မလို့ငါဘယ်လိုဆေလွတ်ရမလဲဟေရှာယရပါတယ်ကျွန်တော်ကိုဆေလွတ်ပါဆေလွတ်ပြောတော့ကျွန်တော်ရှိပါ යි ကျွန်တော်ကိုဆေလွတ်ပါပြောတော့ဘာလုပ်ခိုင်းတာလဲမင်းသွားတဲ့အဲ့တိုင်းနိုင်ငံတွေကိုတော့ပြောတဲ့ဒီတိုင်းဆက်လုပ်မယ်ဆိုရင်ငါတဲ့မင်းတို့နေမကောင်းရင်လည်းငါမကူဘူးတဲ့မင်းတို့ဒုက္ခရောက်ရင်လည်းငါလွတ်ထားမယ်ဟုတ်ပြောကနေဒါနိုင်ငံအမေရိကန်နိုင်ငံနဲ့တချို့သောဥရောပနိုင်ငံတွေကနှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကိုအခြေပြုပြီးတော့နိုင်ငံတည်ထားတာဖြစ်တယ်ပြောချင်တာဖယားကိုအခြေပြုပြီးတော့မှနိုင်ငံတည်ထားတာဖြစ်တယ်အခုတော့ဖယားမျက်နှာမထောက်ပဲနဲ့လူအကြိုက်လူမျက်နှာကိုထောက်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံတွေကတဖြည်းဖြည်းနဲ့ယိုယွင်းလာပြီဒီချိန်မှာကျွန်တော်တို့ကိုငါဘဒုကိုစေလွတ်ရမလဲလို့ပြောရင်ဘယ်သူတယောက်ကကျွန်တော်ကိုစေလွတ်ပါကျွန်တော်ရှိပါတယ်လို့ပြောနိုင်တယ်ပြောရဲလေဒီထဲပေါင်းတော့အပြင်ကနော်ဟိုကောင်းဖြူကြီးကိုဘူးတော့ပြောရဲလေမသိတယ်လို့ပဲဘူးလည်းကောင်းဖြူပါဒေါ်နယ်ထုံးအောင်ပြောတာလေဖယားကကျွန်တော်တို့ကိုတိုင်းနိုင်ငံတွေရဲ့လူကြီးတွေကိုတောင်မှပြောဖို့ရန်အတွက်ဆေလွတ်ချင်တာမျှော်လင့်နေကျွန်တော်သွားဖို့မျှော်လင့်နေတာကျွန်တော်တို့ကတိုင်းနိုင်ငံကိုသွားမျိုးနဲ့ကိုယ့်အိမ်မှာရှိတဲ့ကိုယ့်ယောက်ျားမှားရင်တောင်မှကိုယ့်မိန်းမမှားရင်တောင်မှကိုယ့်ကလေးမှားရင်တောင်မှမပြောထွက်ဘူးဖြစ်နေတယ်ဖယားကျွန်တော်တို့ကိုသူ့ရဲ့စကားပြောဖို့ရန်အတွက်ကျွန်တော်တို့ကိုသွားဖို့မျှော်လင့်ထားတယ်အစိခံဖို့မျှော်လင့်ထားတာဖြစ်တယ်ကဲနောက်ဆုံးတစ်ခုကိုကျွန်တော်အတူဖတ်ကြအောင်အဲ့ဒါတော့ရှင်မဿဲ21အခန်းကြီး33ရှင်မဿဲ28ကနေပဲဖတ်ရအောင်နော်28 31ဖတ်မယ်ရှင်မဿဲ28ကနေ31ဒါပြီးရင်တော့ဒီလောက်ဆိုတော့လောက်ရပါပြီဖယားကျွန်တော်တို့ပေါ့မျောလင့်ထားတယ်ဆိုတာသိကျင်တယ်သိစေကျင်တယ်ရပြီလားကဲဖတ်ကြည့်အောင်တော်တော်လေး
ရပါပြီသား2ယောက်ရှိတယ်တဲ့နော်အဖမှာစပြစ်ဥယျင်ရှိတယ်စပြစ်ဥယျင်ဆိုတာကဘာပုံဆောင်လဲဆိုတော့ဖယားရဲ့လူတွေကိုပုံဆောင်တယ်ဖယားရဲ့လူတွေရှိရာကိုဖယားရဲ့ကောင်းမြတ်ခြင်းကယ်တင်ခြင်းတွေကိုဝင်ငှဖို့အတွက်တော်၎င်းသူတို့စီကနေကောင်းကြီးမင်္ဂလာကိုဖယားရှင်ကိုပြန်လဲတည်ဖို့ရန်အတွက်တော်၎င်းသား2ယောက်ကိုစေလွှတ်ဖို့ရအကြောင်းဖြစ်တယ်ပထမ1ယောက်ကိုကြတော့ဘယ်သူလဲလဲသားကြီးစီကိုသွားတယ်သားကြီးစီကိုသွားတော့သားကြီးကဘာပြောလဲငါမသွားဘူးတဲ့ဟာကျန်ရိုင်းလိုက်တာယင်းလိုက်တာကျန်နော်အဖေကိုငါမသွားဘူးတဲ့ကျန်ဒီကနေ့ဘောလုံးပွဲများကြည့်နေလားမသိဘူးဒါမို့ TikTok မှာများကရလားမသိဘူးငါမသွားဘူးတဲ့နောက်မှနောင်တရရင်အဲ့ဒီ point ကိုကြည့်အောင်ဘာဖြစ်လို့နောင်တရမသွားဘူးပြောထားပြီလားညင်းပြီးသားလေတခါလေကျွန်တော်တို့ရေနော်လောကရဲ့အလုတ်ပျော်ရွှင်ခြင်းမှာဇံဝင်နေတဲ့အချိန်ကြီးရှိတယ်ကျွန်တော်အကြိုက်တယ်ပေါ့နော်ကျွန်တော်ကြိုက်တဲ့အရာတွေမှာဇံဝင်တဲ့အချိန်ရှိတယ်အဲ့ဒီအချိန်မှာတင်ထလို့လင်းလို့တင်းလေးရောက်တော့ပြောကြည့်နေပိတ်ထားနေပါစကြီးဟိုမှာကြည့်နေတာပြောမှာနော်ပြောမှာဒီမှာလည်းအဖေကသူ့ဟာနဲ့သူအေးစင်းနှံ့နေတဲ့အချိန်မှာစပင်းဦးရင်သွားတော့ကတော့ငါမသွားဘူးတဲ့ချင်းညင်းတာနောက်မှရုပ်ခနဲ့စိတ်ပေါက်လာပြီးနောင်တရဘာဖြစ်လို့နောင်တရရတာလဲတဲ့မှာအဖေသွေးရှိရင်တင်နောင်တရတာအဖေဘာခံစားသွားရလဲဆိုတင်သိတယ်ဒီမှာသားသမီးတွေရှိတယ်နော်သားသမီးတွေရှိတယ်မိဘတွေရှိတယ်ကျွန်တော်တို့လည်းကျွန်တော်မိဘလည်းကျွန်တော်အဖေမေတွေရှိတယ်မလားကိုပြောလိုက်တဲ့စကားတစ်ခုကကိုအဖေကိုအမေထိသွားတယ်ဆိုတော့ကျွန်တော်သိတယ်နော်သိတယ်ချက်ချင်းနောင်တရတယ်အဖေသားကြည်စမ်းအဖေသားမှန်ရင်အဖေထိသွားတယ်ငါမတော်ဘူးကပြောတာဟုတ်အဖေထိသွားတော့သိတော့ချက်ချင်းနောင်တရအော်ငါမှားသွားပြီဆိုင်တော့မဆိုင်ကြည်စမ်းငါနောင်တရပြီးတော့သွားလေတဲ့ကြည်စမ်းရှင်းသွားတာအဖေကတော့စိတ်မကောင်းစွာနဲ့အော်သားရဲ့ဆိုတော့စိတ်မကောင်းစွာကောင်းလေးငိုက်ချိုက်ချပြီးတော့တားငယ်လေးစီသွားတယ်နော်ဖိုးခွားအေစီသွားတာဖိုးခွားအေလေဖိုးခွားအေနော်ပြောလိုက်တာချိုးနေတော့ကျင်းတားငယ်ရောဘာပြောလဲအကျွန်တော်သွားပြီအဖသခင်တဲ့ချိုးနေရောနောက်ပြီးလင့်လည်းမလင့်ဘူးကျန်တို့အသေးတော့မတခါလို့ပဲနော်ဟောလုံးမယ်ဟောမလားဟာကောင်းတော့မီးကောင်းတော့ငါလာမယ်လာမရည်ပြီးဆိုတော့ဟုတ်နေပြန်ပြီတဲ့နော်လန့်နေတော့လန့်နေရတော့ဒီဟာလဲနော်ဖယားကိုလေသင်ဂတိပေးဖို့စိတ်မလောနဲ့ဂတိပေးပြီးရင်လည်းမလောက်ဘဲနဲ့မနေနဲ့ဖယားရအောင်တောင်းတာနော်အခုလည်းပဲသွားပါမည်အဖသခင်ဆိုမသွားအောင်ကျဘာဖြစ်လို့မသွားလဲဘာဖြစ်လို့မသွားဘူးလို့ထင်ရတယ်ဘာဖြစ်လို့သွားပါမည်အဖသခင်လို့ပြောပြီးမသွားရတာလဲအဖေကိုမလေးစားလို့ပေါ့သားကြီးလို့ပဲကျွန်တော်မသွားချင်ဘူးဖေးဆိုပြောလိုက်ပြီးနေတာပဲလေသွားပါမည်အဖသခင်ဆိုပြီးယိုတေလေးမြတ်စွာပြောမှမသွားတာလေပိုတောင်းအပြစ်ကြီးသေးတယ်တခါကြတော့ကျွန်တော်အသက်တာမှာလည်းပဲဖယားကိုကျွန်တော်စက္ကန့်မဲစက္ကန့်ပြတော့မျက်လှည့်ပါဖြစ်သွားတယ်ကျန်ကျွန်တော်တို့တွေတကယ်ပဲဖယားကိုမထီမဲမြင်မပြူရဘူး yes လို့ yes ဆိုရင် yes ပဲ yes က no မဖြစ်သင့်ဘူး no လို့ပြောရင်လည်း yes မဖြစ်နဲ့ရတယ်ဖယားကြိုက်တယ်တော့ yes လို့ပြောပြီးတော့ no ဖြစ်သွားတာအဲ့ဒါဖယားကိုမထီမဲမြင်ပြူတာတစ်ချက်နှစ်တစ်ချက်တန်းရဲ့ဘိုင်းလို့မသွားတာလဲဘိုင်းလို့မသွားရလဲသူသိတယ်လေဟောငါအဖေရဲ့စပစ်ချံမှာအလုတ်သမားတွေရှိတယ်အလုတ်သမားတွေလောက်ပါစေငါမလုတ်နဲ့ပေါ့ငါမလုတ်ဘူးပေါ့အတင်းတော်မလားအဲ့လူတွေရှိတယ်နော်ငါဖျားသားလေနော်ဒီတဲအုပ်ဆရာငါတို့ပတ်စံနဲ့ပေးထားတာလက်စာပေးထားတာလောက်ပါစေငါတို့ခန့်ထားတာဒီ easy လောက်ပါစေနေရောမလောက်ဘူးအဲ့ဒါမျိုးလေတော့မင်းအောင်တားမှန်ရင်အမွေခံဖြစ်တဲ့ကြောင့်မလို့အဖေရဲ့အလုပ်ကို
ကြုံနေထက်တောင်ပိုလှုပ်တင်တယ်ပိုတက်တင်တယ်ပြောချင်တယ်သင်သိတက်ပြီးလှုပ်ဖို့ဖျားမျှော်လင့်တယ်တင်ပေါ်မှာကျွန်တော်တို့ကဖျားဘက်ကနေကောင်းကြီးခံစားဖို့မျှော်လင့်နေတယ်ဖျားကလည်းကျွန်တော်တို့ကိုကောင်းကြီးပေးဖို့ရန်အတွက်သူ့အမှုတော်မြတ်ထဲမှာတဒတ်တအားတထောက်တရပါဝင်ဖို့မျှော်လင့်နေတယ်ဖျားသခင်မျှော်လင့်ရတဲ့သူသင်နဲ့ကျွန်ုပ်ဖြစ်နေလားရည်ကြည်တယ်အာမင်တစ်ဖက်တည်းပဲမကြည့်ရဘူးကျွန်တော်တို့ငါ့ကိုဒါကြောင့်မလို့သခင်အလိုရှိတယ်ဆိုတဲ့တခြင်းလေးထွက်လာတာပေါ့သခင်ကျွန်တော်တို့အလိုရှိတယ်သင်ဘလို့မှသုံးစားလို့မရရလောက်အောင်လို့မထင်နဲ့တခုခုတော့သင်သုံးလို့ရတယ်ဖခင်ရဲ့အမှုတော်မြတ်ထဲမှာသင်သုံးလို့မရအောင်ဆိုတာမရှိဘူးသင်အသုံးမခံတာပဲရှိတယ်သင်ပါဝင်ဖို့ဖခင်မျှော်လင့်ထားတယ်ဒါကြောင့်ဒီကမ်ကသွားပြီးတော့မှဒီကမ်ကနေပြန်ရင်အသင်းတော်ထဲမှာတော်၎င်းဖို့ဝင်းမှာတော်၎င်းကိုတော်ပေးတဲ့အမှုတော်မြတ်သာသနာထဲမှာတော်၎င်းပါဝင်ဖို့ကြိုးစားကြရအောင်ဒါနဲ့စကားမဆက်ဒီ family ကျွန်တော် camp လာတော့စကားလေးတစ်လုံးတွေ့လိုက်တယ် retreat တဲ့ဟုတ်လားမသိဘူး retreat တဲ့ retreat ဆိုတာဘယ်ကစကားလဲဆိုတာစစ်တပ်ကစကားဖြစ်တယ်စစ်တပ်ကစကားဟိုးခေတ်တုန်းကနော်ကျွန်တော်တို့တွေ့ပြီးတော့မလား American Revolution မှာနော်အပြာနဲ့ဟိုဘက်ကနော်တောင်ပိုင်းနဲ့မြောက်ပိုင်းနဲ့ခြားတာမလားခြားကိုကရန်သူနေတဲ့ကျုံသွားတဲ့ခါမှာကိုရဲ့ဥဆောင်တဲ့သူကဝီစီမှုတ်ပြီး retreat လို့တယ်အဲ့ဆိုဘာလုပ်လဲကိုပြန်ဆုတ်ရတယ်ပြန်ဆုတ်ပြီးတော့မှပြန်ပြီးတော့မှကိုကစီးစနစ်နဲ့ပြန်ဖွဲ့စည်းရတယ်ပြီးတော့မှပြန်တက်ပြီးတော့မှပြန်တိုက်ဖို့ရတယ်ကျွန်တော်တို့ခရိယန်ထဲမှာလဲ retreat ဆိုတာကတိတ်ကိုကြုံနေတဲ့သူတွေပြန်ဆုတ်ဖို့ဖြစ်တယ်နော်ပြန်ဆုတ်ဖို့တချို့ကအရန်ကြုံနေတာနော်အရန်ကြုံပြန်ဆုတ်ပြီးတော့မှကျွန်တော်တို့တွေအတူတကွလက်တွဲညီနဲ့ပြန်တက်ဖို့ရအကြောင်းဖြစ်တယ်။အကြောင်း retreat လာတယ်ဆိုတာကျွန်တော်တို့ရှေ့ကိုကြီးပဲတိုးမဟုတ်ဘူး။နောက်ကိုပြန်ဆုတ်ပြီးငါအသက်တာကတမာတရားနဲ့လွဲနေလား။ငါခံယူထားတဲ့နှုတ်ကပတ်တော်ကဘုရားရှင်အလိုရှိတဲ့တမာတရားလမ်းမှာရှိနေလား။ငါရဲ့ဆုံးဖြတ်ချက်ငါရဲ့လှုပ်ဆောင်ချက်ငါရဲ့ကြံစီချက်ကဘုရားရဲ့အလိုတော်နဲ့ညီနေလားဖယားငါကိုမျှော်လင့်လို့ရလားဆင်ញင်နှလုံးသွင်းနဲ့ retreat ဆိုတဲ့ position မှာနေပြီးတော့မှမနေ့ပြန်ဒီကနေထွက်သွားတဲ့အခါမှာဒီ retreat လုပ်ထားတဲ့တို့အတင်းဒီသားတွေအားလုံးအရှိကနော်တတ်ဆုမှုတိုင်ရင်မှုကြီးဖြစ်တဲ့နော်ရှားကြီးလင်ကွန်းရဲ့ဥဆောင်မှုအောက်ကနေရှေ့ကိုလှမ်းပြီးဆက်ပြီးတော့မှတိုးကြရအောင် family camp လို့ပြောတဲ့အခါမှာ family ဆိုတာဘာရှိလဲယောက်ျားမနော်လင်ယောက်ျားရှိတယ်ဇနီးတယ်ရှိတယ်လင်ယောက်ျားကဇနီးတယ်ရဲ့လက်ကိုကင်တယ်ဇနီးတယ်ကသားကြီးရဲ့လက်ကိုကင်တယ်သားကြီးကသူ့ညီမလေးလက်ကိုကင်တယ်အဲ့ဒါမှ family မဟုတ်လားတို့တွေ family အတိုင်းရှေ့တို့ချီယောက်ျားကလည်းသူ့ရှိတဲ့အားနဲ့ဝုန်းနဲ့သွားလို့မရအောင်အဲ့လိုသွားရင်ဟိုအနောက်ကခလေးကလဲပြီးသေးမှာလေဆိုတော့တို့တွေတယောက်ပေါ်မှာတယောက်ငက်ကွက်ပြီးတော့မှရှေ့ကိုဘယ်သူမှမလဲပဲနဲ့တလှမ်းချင်းတိုးဖို့ရအောင်ဖြစ်တယ်။အဲ့ဒါကို family camp လို့ခေါ်တာဖြစ်တယ်။ camp ဝင်တယ်လေနော် camp ဝင်တာဖြစ်တယ်။ဘာလို့လဲ retreat လုပ်ပြီးတော့မှတို့ family camp ဝင်ပြီးတာဘာလို့မလဲအရှိကို forward သွားဖို့ဖြစ်တယ်။ဒီကနေနောက်3လနောက်6လနောက်9လနောက်12လကြာရင်တကယ်ပဲဘုရားရှင်ကပုံတံပြောင်းထားတဲ့ပြောင်းလဲခြင်းအသက်တာနဲ့ဖျားရှိမှာအသက်ရှင်ပြီးဖျားအတွက်စက္ကပ်အစီခံကြတဲ့အတင်းတို့တင်သားအရောက်စီဖြစ်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်။ရောက်စတဲ့ဖျားရှင်ကောင်းကြီးပေးပါစေ။အာမင်။ကျေးဇူးတင်ပါတယ်ကျွန်တော်အချိန်ကြည့်ချင်ရတော့ဒီကိုနာရီထုတ်ဖို့7မိနစ်လောက်ပဲရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြန်လာဖို့ကြည့်ပြီးလို့ရှိရင်လူကြီးတွေတချို့ကြတော့ကျွန်တော်ဒီနေ့ပြောရတဲ့ sharing section မှာအကယ်၍နားထောင်ကြည့်သေးတယ်အဲ့လိုမျိုးသိနေလို့ရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စာကမှာသွားပြီးတော့ဆောင်းနေမယ်အဲ့ဒါဆိုတော့ကျွန်တော် share ပြီးတော့ရှင်းပြပေးမယ်အဲ့ဒါကဒီ
social security ပတ်သက်တဲ့ပြင်ဆင်တဲ့အပိုင်းရဲ့ပြီးလို့ရှိရင် pre-purchase post-purchase ဆိုတဲ့အိမ်ဝယ်ပြီးအတွက်ရော working အတွက်ရောဒါကို15မိနစ်ဆိုကျွန်တော်ချိန်ပြီးတော့ရှင်းပြဖို့ဖြစ်ပါတယ်ဒီအချိန်မှာဒီငွေတွေကကျွန်တော်ဒီတက်ကိုသာနေရာပို့တယ်ပြီးတော့ရှင်းပြကြတယ်ဆိုတော့ဒီပိုင်းကျတော့ဒီနေ့တွေပြန်ရလို့ရပြီအဲဒီ session မှာလာတာချင်းဒီကိုစားနားထောင်လို့ဆိုလို့ရှိရင်ဒီကိုကြောင်းမှာလာပြီးတော့ဆောင်ပါမယ်ဆိုတော့ဒီပြည်လိုပါတယ်ဘယ်နဲ့ပြန်စောတို့ online ဝယ်ဟုတ်စမှာဆိုတော့